အားလုံးပဲမင်္ဂလာပါဒါဆို1986မှာဘာဖြစ်လဲလဲဒီသူမ၏မိဘများနှင့်အတူအားလက်ရက်တွင်ရှိနေသည့်ဆန္ဒခရစ်တုအဖေကဂိမ်းနှင့်အာယုံလွဲနေခြင်းလဲသည်တမချန်းစာပါဆိုင်းဘုတ်ကင်ဆောင်ထားသောအမျိုးသားတဦးကိုရှောင်ရှားပြီးနောက်လှည့်လည်သွားခဲ့သည့်ကိုကားချက်တွင်သူမသည်မှောင်မိုက်သောလေကားမှဆင်းကကမ်းခြေတွင်အဆုံးသက်သည့်မုန်တိုင်းတစ်ခုချင်းကပ်လာနေတာကိုသူမြင်နေထို့နောက်ဆုံးပစ်ထားတဲ့မှန်အင်ကြီးကိုသတိထားမိပြီးအထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်တဲ့လဲသည်လှည့်ပတ်၍ဂိမ်းထဲမှစည်းကွက်အတူကြောင့်ထိတ်လန့်သွားသည်ရုတ်တရက်မီးတွေပျောက်သွားပြီးမှန်ကိုမတော်တဆဝင်တိုက်မိသည်ထွက်ပေါက်ကိုရှာရင်းနဲ့သူမတက်ဆပြုတဲ့သူမကိုထိတ်လန့်တကြားနဲ့တယောက်ကလေချွန်နေထိုးချိန်တွင်အဒလေသည်အခြားမှန်တစ်ခုတည်းသို့သူညှိုင်သွားသည်လှည့်ကြည့်သောအခါသူမ၏ရောင်ပြန်ဟပ်မှုမှာမရွေ့သွားသည်ကိုသူမသဘောပေါက်သည့်တခြားကောင်မလေးလှည့်ကြည့်လိုက်တော့အဒလေသည်ထိတ်လန့်စွာကြည့်နေုံသာရှိသေးသည်2019တွင်အရွယ်ရောက်ပြီးသူဖြစ်သည့်အဒလေသည်အားလက်ရက်များအတွက်မိသားစုနှင့်အတူနင်းတို့၏နွေရာသီအိမ်သို့ရောက်ရှိလာသည်နေ့လယ်စာစားနေစဉ်အတွင်းခင်ပွန်းဖြစ်သူကသူတို့သမီးကိုပြောပြရဲဆိုတာသည်သူမအရှုံးမပေးသင့်ပါတနေ့မှာတော့အိုလံပစ်ပြိုင်ပွဲကိုဝင်ခွင့်ရနိုင်မှာပါသူသားကျန်းစင်ကမော်လက်ကွက်ကိုလေ့ကျင့်နေတဲ့ဒါပေမဲ့လူတိုင်းရှေ့မှာဒီလိုလုပ်ရမှာရှက်တယ်ကားပါသည်စန်တာခရော့တာတို့သွားမည်ဖြစ်ကြောင်းကြေညာခဲ့သည့်တဲလေသည်ထိုစိတ်ကူးအတွက်အလွန်ပီတိဖြစ်ပုံမပေါ်ပါသူမမှတ်မိတဲ့ဂျေးမုံအိမ်ကအဖြစ်ပြက်ကိုသူမိဘတွေဘလို့ပြောကြလဲ15မိနစ်လောက်ပျောက်သွားတယ်လို့ပြောပါတယ်ဒါပေမဲ့စိတ်တန်ရာလွန်တဲ့စိတ်ဖိစီးမှုယောဂါရှိပုံရတယ်သူတို့ကအဒလိမှာဖြစ်ပျက်ခဲ့တာတွေကိုပြောပြစေချင်နေတာပေမဲ့စကားတခွန်းမှမပြောခဲ့ပါဘူးကုထုံးပညာရှင်တဦးကသူမကိုအမှုပညာဖြင့်ထုတ်ဖော်ပြသရန်အကြံပြုခဲ့သည်ကခုန်ခြင်းသို့မဟုတ်ပုံဆွဲခြင်းကဲ့သို့ပင်အဒလိနှင့်ကေဘီရိုသည်ကမ်းခြေသို့မသွားကျင်သောကြောင့်ငင်းခုန်ကြသည်ကဒီနွေရာသီဟာပထမဆုံးနွေရာသီဖြစ်ကြောင်းသူမကိုသတိပေးခဲ့ပါတယ်အဖွားဆုံးသွားကလေးကကလေးတွေကိုသွားခေါ်ဖို့ဆွဲဆောင်တယ်ဒါနဲ့အဒလေကဂျက်ဆန်ကိုလိုက်ရှာကလေးဘဝအမှတ်တရများဖြစ်သည့်တက်တာတလုံးကိုရှာတွေ့ပါဓာတ်ပုံတစ်ပုံကသူမကိုအကသမားတယောက်ဖြစ်တဲ့အချိန်တွေကိုအမှတ်ရအဲတာကမှန်ကိုကြည့်တဲ့အခါသူမကိုထိထိရောက်ရောက်ဖြစ်စေဖို့အခိုက်အတန့်ဂျေဆန်ကပေးစွမ်းပေးသည့်ဗီဒီယိုထဲမှာပိတ်မိနေလို့ဘသူကပေါက်နေတုံးလွတ်ပေးပြီးနောက်အဒလေသည်ထိုနေရာတွင်မကစားတင်ကြောင်းတတိပေးနောက်မှကားထဲမှာအဒလေသည်မိသားစုအပန်းဖြေအနားယူရန်ကြိုးစားဒါပေမဲ့ကမ်းခြေကိုမြင်တော့သူမစိတ်တွေတင်းကျပ်သွားသည်ဒါကအဖြစ်ပြက်နဲ့ပတ်သက်ပြီးငင်းခုန်ကြတဲ့မိဘတွေကိုအမှတ်ရစေတဲ့စကားတော်မပြောနိုင်တဲ့အခါလူနာတင်ကားကိုကြားလိုက်ရသောအခါတွင်သူမ၏အတွေးများထဲမှရုံထွက်နိုင်ခဲ့သည့်လူသေးကိုတည်သွားသည်ကိုစေမှုများကမြင်သည့်အဒလေကသူ့ကိုကျန်းစာပိုစတာပါတဲ့ယောက်ျားလေးအဖြစ်အတိအမှတ်ပြုတဲ့ကမ်းခြေမှာရှိတဲ့အပန်းဖြေဥယျာဉ်ကနေသူတို့သည် Taylor စများနှင့်တွေ့ဆုံရန်နှောင့်နှေးတော်လဲခစ်ကိုအလွန်နှစ်သက်သည့်ခင်ပွန်းသည်များသည်တငယ်ချင်းများဖြစ်သောကြောင့်သူမနှင့်တာပေါင်းဖက်ကြသည်ဇော်အားသည်ခေဤသမီးများကိုရုံမာသောကြောင့်မကြိုက်ပါခဲ့ကစကားပြောခြင်းပေမဲ့နောက်ကျရင်စကားပြောရတာသူ့အတွက်ခက်ခဲတယ်လို့ပြောပါတယ်။စူညံသောလူများစွာဖြင့်ဝိုင်းရံထားခြင်းကြောင့်သူမကိုကြောက်ရွံ့နေပြန်သည်ပြီးတော့ Frisbee နှင့်ထိလူနီးနီးအထိသူမပိတ်ပစ်လိုက်တဲ့ထိုအချိန်တွင်ကြဆင်သည်ရေချိုးကမ်းမှထွက်လာပြီးကုတ်အင်ဂျီရှိသူညံ့ထားသောလူတစ်ယောက်ကိုတွေးလိုက်သည်သူ့လက်ချောင်းများမှသွေးများစီးကျလာသည့်ထိုအချိန်တွင်အဒလေသည်ကြားစံမရှိတော့သည်ကိုသိပြီးထိတ်လန့်သွားသည်ဒါပေမဲ့မကြခင်သူပြန်ပေါ်လာတယ်အဲ့ဒီညကသူရေချိုးခန်းလေးကိုပဲသွားခဲ့တယ်လို့ရှင်းပြတယ်လေကဂျေဆင်ကိုအိပ်ရာထဲလဲလိုက်ပြီးသူ့ရဲ့နောက်ဆုံးပုံလေးကိုရှာတွေ့ခဲ့ပါတယ်ထိုအရာကလူကိုတွေးထွက်အောင်ပြသသည်ထို့နောက်သူမသည်ဤနေရာ၌သူမကိုသူမခံစားရကြောင်းကအားပြောပြသည်ဂျေးမုံအိမ်မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်ကိုသူမမျှဝေပါတယ်သူမြင်တဲ့ကောင်မလေးကလှည့်ပြီးရှင်းပြတယ်သူမနဲ့မျက်နှာချင်းတူတည်တဲ့လေကသူမိဘတွေစီပြန်ပြေးသွားတယ်ဒါပေမဲ့အဲ့ဒီကလေးကမအတွက်ဓာပုတ်ကင်းကြပြန်လာမှာကိုသူမစိုးရိမ်နေပါတယ်သူတို့ရောက်ကလေးကထူးဆန်းတာတွေအများကြီးဖြစ်ခဲ့တယ်လေကသူတို့ဟာနိမိတ်လက္ခဏာတွေလို့ယူဆရဲကသူ့ကိုကာကွယ်ပေးမှာမို့စိတ်မပူပါနဲ့လို့ပြောတဲ့အခါပါဝါထွက်သည်ထို့နောက်ကြာစင်သည်သူမိဘများကိုပြောပြရန်ပေါ်လာသည့်ကားလမ်းမှာမိသားစုရှိတဲ့အပြင်မှာထူးဆန်းတဲ့လူလေးယောက်ရှိတယ်ဆိုတာသူတို့သွားကြည့်တဲ့လက်ကိုကိုင်းလေအထိတ်တလန့်နဲ့ဖုံးခေါ်ဆိုမှုကိုဆက်တကိတ်ဟာသစိမ်းတွေကိုသူ့ပိုင်ဆိုင်မှုကိုထားခဲ့ဖို့သစိမ်းတွေကိုပြောဖို့အပြင်ထွက်နေချိန်သူတို့တွေကတယောက်မှမတုတ်ပြန်တဲ့အတွက် KB ထဲကိုပြန်ဝင်သွားတယ်နှင့်အဒလေကရဲများသည်14မိနစ်အတွင်းဤနေရာတွင်ရှိလာမည်ဟုဆိုသည့်အကြာကြီးမဆောင်ကျင်ဘူးခဲ့သည်လင်းတို့ကိုကင်ကားအပြင်ထွက်ကသူတို့ကိုချင်းချောက်ပြန်သည့်ရုတ်တရက်သေးငယ်သောရုပ်နှစ်ကောင်သည်ပုံကွယ်နေပြီးအရက်ရှည်သည်ကသူ့ထံချင်းကပ်လာသည့်အညာရီယာဖြစ်သွားပြီးအတွင်းထဲကိုပြေးဝင်သွားတယ်ဇော်အားသည်အပေါ်ထက်တွင်ပုံနေပြီးတစ်ပင်ပေါ်တက်နေသည့်သူစိမ်းတဦးကိုသတိထားမိသည့်အခြားသူစိမ်းတစ်ယောက်ကသတင်းပေါက်ကိုလှမ်းကြည့်ကဂျက်ဆန်ကိုစိုက်ကြည့်နေသည့်အဒလေသည်သူမ၏ကလေးများကိုပုံမရင်းနှီးစေပါသည်ပြီးတော့ကေကဝင်ပေါက်မှာရက်နေတဲ့တကားခောက်နေတဲ့တစုံတစ်ယောက်ရဲ့အတန်ကိုနားထောင်နေရတဲ့ချက်ချင်းတုံ့လှုပ်ချင်းရက်တန့်သွားသည့်သူစိမ်းသည်လေဂျွန်စပြူလာသည့်ကြောက်အတူအောက်မှာလက်ကီးကိုရှာတွေ့တဲ့တကားကိုဖွင့်ဖို့စ조사တဲ့ကပ်ကသူ့ကိုအပြင်မထွက်ဖို့တွန်းပို့တယ်ကပ်ကသူ့ကိုတွန်းထုတ်လိုက်တဲ့ဒါပေမဲ့သူစိမ်းကလင်းတို့ကိုလှမ်းကင်ပြီးခိုးရဲကနှင့်
တကားပွင့်လာသည့်ကိန်းနှင့်စင်တူသောအာဗျဟန်ကိုထုတ်ဖော်ပြသခြင်းတခြားသူစိမ်းတွေဝင်လာတဲ့သတင်းပေါက်တွေကိုဖောက်ထွင်းပြီးမိသားစုကအံ့ဩသွားတဲ့ဒီလူတွေကအတိအကျမိတ္တူတွေပါတခုလေးသောခြားနာချက်မှာနင်းတို့အားလုံးသည်အနီရောင်ဂျမ်စစ်တုံးညံ့ဆင်ထားခြင်းဖြစ်တည်ပြီးတော့ကက်ကြီးကင်တဲ့တော့ဖို့ဂိုင်းသားများသည်မိဖို့ကိုထွန်းကြသည်ရေတံများဖြင့်သာပြောဆိုဆက်ဆံပုံရသည့်လေရက်ခပ်ပြီးမှလွဲ၍အလွန်ကျန်းသောအတန်ဖြင့်ပြောတတ်၏သူမသည်အရေးတစ်ခုရှိနေသည့်မိန်းကလေးတဦး၏ဇလန်းကိုစတင်ပြောပြသည့်နှစ်ခုဆက်ဆက်နေကြောင်းရှင်းပြသည့်ကောင်မလေးကစားလိုက်တာနဲ့စားလို့ကောင်းတယ်ဒါပေမဲ့အရေးကယုံစိမ်းကိုအမဲလိုက်စားရတဲ့ခရစ်စမတ်မှာမိန်းကလေးဟာအံ့ဩစရာကောင်းတဲ့အယုတ်တွေကိုရရှိခဲ့ပါတယ်အရေးသည်လက်နှိပ်ကိုက်သောအရာဟောင်းကိုခံရ၏တနေ့မှာမိန်းကလေးကမင်းသားတစ်ပါးနဲ့တွေ့ပြီးချစ်မိသွားတယ်တို့ရာတွင်အရေးသည်အာဗျဟန်နှင့်တွေ့၏အရေးကသူ့ကိုချစ်လားမချစ်ဘူးလားကောင်မလေးရဲ့မင်းသားနဲ့အဆက်အသွယ်ရှိကြတဲ့ကအရေးကသူ့ကိုလက်ထပ်ခိုင်းတဲ့ကောင်မလေးမှာသမီးချောလေးတယောက်ရှိတုန်းကအရေးကနတ်ဆိုးလေးတစ်ကောင်မွေးတဲ့နောက်တော့မိန်းကလေးမှာသားတယောက်မွေးပြီးဆရာဝန်တွေကဘိုက်ကိုဖွင့်နေတာပဲမဲ့အရေးကတယောက်ထဲလို့ရတဲ့အရေးကမိန်းကလေးကိုအချိန်တော်ကြာမုန်းတီးခဲ့တဲ့တနေ့တွင်ဖျားသခင်ကစမ်းသပ်ခြင်းခံရကြောင်းသိရှိလာခဲ့သည်အနီရောင်သည်ဇလန်းကိုပြီးသွားသလိုပင်ကြောက်စရာကောင်းသောကပါသည်ထွက်ခွာရန်ငွေနှင့်ပစ္စည်းများကိုပေးတည်တာပေမဲ့သူတို့ကဘသူလဲလို့မေးတာကိုညင်းတဲ့အနီရောင်ကအမေရိကန်တွေလို့ပြန်ဖြေတယ်ထို့နောက်သူမသည်အက်ဒလေဒအားစပွဲပေါ်တွင်လက်ထိတ်ခတ်ခိုင်းသည်မလိုက်နိုင်ရင်ကလေးတွေကိုနှိပ်စက်မယ်လို့ချင်းချောက်တဲ့လေကသူ့ကိုယ်သူလက်ထိတ်ခတ်လိုက်တဲ့အခါပြဟန်သည်ဂါဘီ၏မျက်မှန်ကိုကင်ကာအိမ်ထဲမှဆွဲထုတ်လိုက်သည်သူ့ကိုယ်သူကာကွယ်ဖို့စူးစမ်းတိုင်းသူ့ကိုရိုက်နှက်တယ်အပြင်မှာအာပြဟန်ကဂေကိုလက်သီးနဲ့ထိုးတဲ့အိမ်တွင်တွင်အနီရောင်သည်ဇိုဝါနှင့်သူမ၏ဓာပုတ်ကင်ဂျိုကိုပြေးရန်ပြောသည့်အပရိကသူ့နောက်ကိုလိုက်သွားသည့်နောက်ဆုံးကန်ဓာပုတ်ကင်ဂျိုဘလူဒိုဂျာဆန်စီကိုလှမ်းပြီးနှစ်ယောက်သားဗီရိုကိုတွားကြတဲ့ပူတို့သည်ရဆန်အားနီး၏အယုံမျက်နှာဖုံးကိုဝစ်စင်ရန်တွန်းအားပေးခဲ့သည့်သူ့လှုပ်ရှားမှုတိုင်းကိုအတူယူပါနှစ်ယောက်လုံးမျက်နှာဖုံးတွေချုပ်လိုက်တော့ဘလူတို့သည်မီးလောင်နေသောမျက်နှာကိုထုတ်ပြသည်ကောင်လေးတွေကသူတို့ရဲ့မျက်နှာဖုံးတွေကိုပြန်တက်ပြီးဖလူထော့ကဂျေးစင်ရဲ့လက်ကိုဆွဲတဲ့သူရဲ့မော်ပညာကိုတောင်းတဲ့ဗီရိုတွေကမခုန်ခင်ကြဆင်ကသူ့ကိုအာယုံပြောင်းစေတဲ့သူကဘလူဒိုကိုအတွင်းထဲမှာတော့ခတ်ပြီးလွတ်မြောက်သွားတယ်ဆိုတာဒီဆက်လက်လဲပတ်နေပါသည်ဒါပေမဲ့သူ့ရှေ့မှာဗရာတစ်ခုပေါ်လာတယ်ဆိုတာဒီကားနောက်ွယ်တွင်ပုံအောင်ရန်စူးစမ်းသည့်ဗရာသည်ရုတ်တရက်ပျောက်ကွယ်သွားသည့်အထိစန့်ကျင်ဘက်သို့လိုက်လာသည့်ဇောရာကြောင်းလန့်တကြားကားအောက်ကိုကြည့်လိုက်တော့ဘာမှမတွေ့ထို့နောက်သူမသည်မျောကြည့်ကအိမ်ခေါမိုးပေါ်တွင်နင်းတို့တကောင်ကိုတွေ့သည်ကားပိုင်ရှင်ကချက်ချင်းတိုင်ကြားဖို့ထွက်လာတယ်ဆိုတာသည်လွတ်မြောက်ရန်အခွင့်အရေးကိုစုပ်ကင်ထားသည့်ဗရာသည်လူကိုကက်ကြီးဖြင့်တက်နေစဉ်ထိုချိန်တွင်ဂါဘိတ်နိုးလာပြီးပလတ်စတစ်အိတ်တွင်မှအပေါက်တစ်ခုပြုတ်လုသည့်အာပြဟန်သည်သူ့ကိုလှေပေါ်သို့ခေါ်ဆောင်သွားကြောင်းကိုသူသိသည့်အင်ဂျင်ကရုတ်တရက်ရပ်သွားတဲ့အာပြဟန်သည်အိမ်သို့ဟစ်ကြော်၍ရိုက်လေအာယုံလွဲနေချိန်ကအိတ်ထဲကရုံထွက်ပြီးအဘရာဟမ်ကိုလင်းတို့နဲ့ထိတယ်ရေထဲကျသွားအောင်လွှတ်လိုက်တဲ့ထိုအချိန်တွင်လှေ၏အင်ဂျင်သည်ပြန်လည်စတင်ပြီးသင်္ဘောသည်ရွေ့ရှားသွားသည်ကိုလည်းရေထဲပစ်ချတဲ့မိနစ်အနည်းငယ်ကြာအောင်လှည့်ပြီးနောက်အင်ဂျင်ကရက်သွားပြန်နေခဲ့ပြီးလှေပေါ်ပြန်တက်ရန်အခွင့်အရေးကိုစုပ်ကင်ထားသည့်တောင်တက်နေတုန်းအာပြဟန်ကသူ့နောက်မှာပေါ်လာပြီးကက်ကြီးနဲ့နာကျင်အောင်ကြိုးစားရခဲ့ပြီးရုန်းကန်ပြီးနောက်လင်းကိုအသက်သွင်းရန်အင်ဂျင်ကိုခေါင်းခေါက်ရန်ဆုံးဖြတ်ခဲ့သည့်ဆက်ကအာပြဟန်ကိုချက်ချင်းတက်တယ်အိမ်ထဲမှာအက်ဒလေကသူတို့လိုချင်တာကိုမေးတဲ့အနီးကအခိုက်အတန့်ကိုတင်းကျင်တယ်လို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဒီနေ့ကိုစောင့်ရတာကြာပြီးဒီပွဲကိုလွတ်မြောက်ရေးလို့ခေါ်တဲ့အနီးရောင်သည်အက်ဒလေဒီကောင်းကိုစပွဲနှင့်တွန်းလိုက်သည့်ပလူဒိုအော်တန်ကိုကြားသောအခါဖန်ခွက်ကွဲသွားတော်လဲလွှတ်ပေးလိုက်သည့်အနီးရောင်သည်သူ့သားကိုလွှတ်လိုက်ပြီးပြန်ရစ်လာသည့်အက်ဒလေဒီရဲ့ကလေးဘဝကပစ္စည်းတွေပါတဲ့တစ်တာကိုတွေ့တဲ့အခါသူသည်ခေါင်းမဖြစ်မီတင်းကျပ်နေသောယုံကိုစိုက်ကြည့်နေသည့်အေကန်ထဲမှာအက်ဒလေကလက်ထိတ်တွေကိုဖြုတ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ဘူးထို့ကြောင့်မိဖဲချက်ကိုကန်ရန်ခြေထောက်များကိုစမ်းထုတ်လိုက်သည့်ဇာပွဲကိုချိုးဖျက်ဖို့အသုံးပြုတဲ့နောက်ဆုံးတော့သူ့ကိုယ်သူလွတ်မြောက်သွားတဲ့ဖဲချက်ကိုလက်နက်တစ်ခုအဖြစ်တင်ထားပါလေသည်အိမ်ကိုရှာဖွေပြီးကြာဆန်ကိုတွေ့သည့်ဘလူတို့သည်ရင်းတို့နောက်သို့လိုက်လာသည့်ထို့နောက်အက်ဒလေသည်သူ့လမ်းကိုပိတ်ဆို့ရန်ပရိဘောဂများကိုစတင်တွန်းပို့သည့်ထို့နောက်သူမနှင့်ဂျက်ဆန်တို့သည်ဂဝါနှင့်ပြန်လည်ဆုံတွေ့ရာအပြင်သို့ပြေးကြသည့်စိတ်ကန်းကိုအတူတူပြေးပြီးဂိမ်းနှင့်လှေပေါ်တက်ကြတဲ့လူဆိုးတွေကအဝေးကနေကြည့်နေချိန်မှာမိသားစုကိုတည်သွားကြတယ်ထိုအချိန်တွင်ကစ်သည်အိမ်ပြင်ဘက်တွင်တခုခုကြားနေရသည်ဟုထင်သည်ခင်ပွန်းဖြစ်သူဂျော့ချ်ကိုစုံစမ်းစစ်ဆေးရန်စေလွှတ်ခဲ့သည့်ဂျော့ချ်ကတစုံတဦးကိုမြင်တော်လဲသူနောက်ပြောင်နေကြောင်းလ
လျင်မြန်စွာထုတ်ဖော်ပြောကြားခဲ့သည်အမွှာသမီးလေးပေါ်လာတဲ့အခါဘာဖြစ်တာလဲမေးတယ်နောက်ထပ်တားပုဂင်ကျော်အုပ်စုပေါ်လာသည်သူတို့၏မျက်နှာများသည်ကလေးမိသားစုနှင့်တူညီသည်သူတို့သည်အနီရောင် jump ဆွဲဝစ်ကြပြီးစကားမပြောကြကကြီးလဲကင်ထားတဲ့တမိသားစုလုံးကိုတပ်ဖို့သုံးတယ်ထိုအချိန်တွင်အာဒလဲမိသားစုတကားလာခောက်သည်ဂျော့ရှ်အတူကတကားဖွင့်လိုက်တာနဲ့ဒလဲသည်သွေးထဲတွင် jump ဆုပ်ကိုသတိထားမိသည်ဒါနဲ့သူကခေါင်းကိုဖဲချက်နဲ့ရိုက်တဲ့ဂျော့ရှ်ကမတုံ့ပြန်ဘဲလက်မောင်းကိုကင်ထားသည်ဒါကြောင့်တခြားတာပုဂင်တွေကသူမကိုအထဲကိုဆွဲထုတ်နိုင်ပါတယ်ထို့နောက်ထွက်ပြေးသွားသောဂါဘီနောက်သို့လိုက်သွားသည့်သားသမီးများအိမ်ထဲသို့ဝင်ကြစဉ်ဆိုတာသည်ကောက်ကလတ်တစ်ခုအားလှမ်းကင်လိုက်ရာညီကိုများကအလောင်းများကိုကျမ်းပြင်ပေါ်တွင်တွေ့ရှိကြသည့်အပေါ်ထပ်မှအော်ဟစ်တန်များကြားနေရသည့်ထို့နောက်ဂျက်ဆန်သည်လေးလံသောအစင်တန်စာတစ်ခုကိုကင်လိုက်ပြီးနှစ်ယောက်သားတက်ကြသည်လေကားထိပ်မှာတေနေတဲ့အမွှာကိုတွေ့တဲ့တယောက်ကကျွမ်းပစ်စပြူတဲ့ချစ်ခင်မှုကိုပိတ်ပင်ထားတော်လဲဇိုရာကသူမအားကောက်ကလတ်ဖြင့်ရိုက်တေတာပုဂင်ကြွသည်မြေအောက်ခန်းသို့ပြုတ်ကျပြီးတေဆုံးသွားသည့်အခြားတယောက်ကသူ့နောက်မှာပေါ်လာပြီးဇိုရာကစတင်တိုက်ခိုက်ပါတော့တယ်ပြုတ်ကျတဲ့အထိသူမကိုအကြိမ်ပေါင်းများစွာရိုက်တယ်ယခုဇိုရာသည်အမွှာအတုမသေးမချင်းသူမကိုဆက်လက်ရိုက်နှက်နေပါသည့်အိတ်ခမ်းထဲမှာကလေးတူးကမိတ်ကပ်လိန်ထားစဉ်အဒလေကိုအိယာပေါ်မှာလက်ထိတ်ခတ်ထားတယ်ခိထသည်အဒလေကိုကက်ကြီးဖြင့်ချင်းချောက်သေးတာပေမဲ့နောက်ဆုံးစက္ကန့်မှာဆွဲထုတ်သွားတဲ့ထို့နောက်သူမသည်မှန်ကိုကြည့်ကမိတ်ကပ်ထက်လိန်သည်ကစိတ်ခံမှာလှေထဲမှာပုံနေတဲ့ဂျော့ရှ်အတူကသူ့ကိုရှာနေပုံပေါ်တဲ့ကသူ့ကိုတပ်ဖို့သူ့မျက်နှာကိုမီးတနက်နဲ့ပြစ်ခတ်တဲ့တနက်တန်ကြတော့ကလေးကသတင်းပေါက်ကနေလှမ်းကြည့်တဲ့အော်ဟစ်တကယ်သို့ပါဇက်ကိုလှုပ်လိုက်၏ထိုးနောက်ရေတော်လဲအတန်မထွက်ဆိုတာရောက်လာပြီးသူမကိုအံ့အားသင့်စွာတိုက်ခိုက်ရန်ကြိုးစားသည်ခိထသည်အဒလေကိုကက်ကြီးဖြင့်ချင်းချောက်သေးတာပေမဲ့နောက်ဆုံးစက္ကန့်မှာဆွဲထုတ်သွားတဲ့ထို့နောက်သူမသည်မှန်ကိုကြည့်ကမိတ်ကပ်ထက်လိန်သည်ကစိတ်ခံမှာလှေထဲမှာပုံနေတဲ့ဂျော့ရှ်အတူကသူ့ကိုရှာနေပုံပေါ်တဲ့ကသူ့ကိုတပ်ဖို့သူ့မျက်နှာကိုမီးတနက်နဲ့ပြစ်ခတ်တဲ့တနက်တန်ကြတော့ကလေးကသတင်းပေါက်ကနေလှမ်းကြည့်တဲ့အော်ဟစ်တကယ်သို့ပါဇက်ကိုလှုပ်လိုက်၏ထိုးနောက်ရေတော်လဲအတန်မထွက်ဆိုတာရောက်လာပြီးသူမကိုအံ့အားသင့်စွာတိုက်ခိုက်ရန်ကြိုးစားသည်ညောင်းလေးကထွက်လာတယ်လို့တချို့ကပြောကြတယ်ယခုတော့ဒေါပလော်ဂါများသည်လမ်းပေါ်၌လက်ဆွဲနှုတ်ဆက်နေကြသည်လူသားကွင်းဆက်တစ်ခုဖွဲ့စည်းကြသည်အိမ်တွင်လုံခြုံသည်ဟုထင်သည်ဒါပေမဲ့အဒလေကသူနှင့်ငင်းကုန်တဲ့သူကိုယုံတဲ့အထိတိုင်းပြည်ကထွက်သွားတာအကောင်းဆုံးပဲကလေးတွေနဲ့ကဘာကအပြင်ထွက်တဲ့နှောင့်နှေးနေစဉ်တွင်သူမ၏ကားတော်များကိုရှာဖွေသည်ဒါပေမဲ့အခန်းထဲမှာထူးဆန်းတာကိုသတိထားမိတဲ့သူမသည်ဒဲအိုးတစ်လုံးကိုရယူရန်ပြေးကခေတ္တကိုတိုက်ရန်အချိန်မီလှည့်ကြည့်လိုက်သည်နှစ်ယောက်သားရန်ဖြစ်ကြတယ်ပြီးတော့အမျိုးသမီးကကျမ်းပြင်ပေါ်မှာကက်ကြီးတစ်စုံကိုတွေ့တဲ့ဒဏ်ရာနှင့်တက်ရန်ကရိယာကိုအသုံးပြုသည်ပြီးရင်ဂျက်ဆန်ကသူ့မိကိုလိုက်ရှာပြီးသူ့တက်တစ်တာကိုတွေ့တဲ့နောက်တော့အားလုံးကအပြင်ကိုပြေးပြီးကားပေါ်တက်ကြတယ်ဆိုကားကိုလမ်းလယ်မှာရပ်ထားတာတွေ့လိုက်ရတယ်ဆိုတာကသူမကိုပြေးဖို့ကားကိုစတင်လိုက်သည့်စပါးကားကခုန်ထွက်ပြီးကားရဲ့အပေါ်ကိုဆင်းသွားတယ်။သူမသည်သတင်းပေါက်များကိုကက်ကြီးဖြင့်စတင်ရိုက်သည်ဆိုတာသည်ခဏတာအချိန်တက်လာပြီးရုတ်တရက်ကွဲသွားသည့်ကားကိုတောထဲကိုပို့ပေးတယ်လေသည်သူမအမှန်တကယ်တည်ဆုံသွားခြင်းရှိမရှိကြည့်ရှုရန်ထွက်လာခဲ့သည့်အကိုင်းခတ်ထဲမှာပိတ်မိနေတာကိုတွေ့တဲ့သူမျက်နှာကအချိန်ပိုကြာတာကိုအမှတ်ရနေတာကြောင့်အသက်ရှင်နေသေးပါတယ်ကသူမကိုတယောက်တည်းတည်ဖို့ထားခဲ့တဲ့မနက်ပိုင်းမှာသူတို့မိသားစုဟာမြို့ထဲကိုရောက်လာပြီးသူတို့ရဲ့မူလကားကိုမီးလောင်နေတာကိုတွေ့ရှိခဲ့ပါတယ်ဘလူတိုသည်အနီးနားတွင်ရပ်ထားသည့်အဒလေနှင့်အတူသတိထားပြီးသူ့ထံချင်းကပ်လာသည်ဒါပေမဲ့ဂျက်ဆန်ကထောင်ချောက်ဆိုတာတီးလိုက်ကြပြီးအားလုံးကားပေါ်ကနေပြေးထွက်သွားကြတဲ့ရင်စီတို့လောင်စာစီလိုင်းတစ်ခုရှိသည့်ဖလူတိုသည်မီးတင်ရှို့ရန်ပြင်ဆင်နေသည်သို့သောဘလူတိုသည်သူ၏လှုပ်ရှားမှုများကိုအတူယူကြောင်းကြားစဉ်မှတ်မိသည်ပြီးတော့သူ့နောက်ပြန်လန်းလျှောက်လာတဲ့ဖလူတိုသည်မီးလောင်နေသောကားမီးရှံထဲသို့ကျသွားသည့်အနီရောင်သည်ဂျက်ဆန်ကိုပြန်ပေးဆွဲရန်အခွင့်အရေးကိုစုပ်ကင်ထားသည့်အဒလေသည်ရင်းတို့ကိုရှာရန်အသေးအတန်ပြေးကကမ်းခြေသို့ရောက်သည့်နောက်ထပ်ဒါပုဂင်တွေလက်ကိုဆော့အထားတဲ့နေရာကြီးမုံအိမ်ထဲကိုသူ့ညရင်လာတယ်ငငယ်ကသူ့ကိုကြောက်တဲ့ဇီးကွက်ကိုဖျက်ဆီးပစ်တယ်ပြီးတော့နောက်ဖေးတကားကိုတွေ့ပြီးဖွင့်လိုက်တဲ့ယုံတကောင်ကိုလွတ်မြောက်ခွင့်ပေးလိုက်ပါလေသည်ဆက်များပြည့်နေသောအခန်းကိုဖျက်၍အောက်ထပ်သို့ဆင်းသွားသည့်တကားအနှဲငယ်ကိုဖျက်ပြီးနောက်သူမကိုမြေအောက်ဥမင်လိုင်ကောင်းစီခေါ်ဆောင်သွားတဲ့ဆက်လေကားကိုရှာတွေ့ခဲ့ပါတယ်ယုံတွေနဲ့ပြည့်နေတဲ့အဲ့ဒီမှာတကားဒါဇင်တွေရှိတဲ့မိန်းမကသူတို့ကိုတယောက်ပြီးတယောက်စစ်ဆေးတဲ့ပုတ်ပေါ်မှာလက်ဆွဲအနီရောင်ဆွဲတဲ့လူတွေကိုသူမတွေ့မချင်းလောင်အိမ်တွေနဲ့ပြည့်နေတဲ့အခန်းထဲမှာဒီနေရာကိုလူတွေကစောက်ခဲ့တာလို့အနီရောင်ကရှင်းပြတဲ့အလောင်းများကိုမိတ္တူဖန်တီးနိုင်ခဲ့သည်သို့သောဝိညာဉ်များသည်တခုတည်းသောဝိညာဉ်နှစ်ခုကြားတွင်ဝေမျှခြင်းမဟုတ်ပါ၏မိတ္တူများသည်ချီနှောင်ထားသည့်ရုပ်သေးရုပ်များကဲ့သို့မျက်နှာပြင်လူသားများကိုထိန်းချုပ်ရန်နင်းတို့ကိုအသုံးပြုခဲ့သည့်အချိန်ကြာလာသည်နှင့်အမျှအနှောင်အဖွဲ့တို့သည်စွန့်ပစ်ခံရပြီးယူသွတ်သွားကြသည့်ရုံများပေါ်တွင်သာရှင်သန်ရန်ကြိုးစားသည်ဒါပေမဲ့အနီရောင်ကတော့မတူပါဘူးလေပန်းချံကိုသွားအားတဲ့အခါ
နှစ်သိမ့်ရန်အနီရောင်သည်ဥမင်လိုင်းကောင်းမှထွက်လာသည့်နောက်နှစ်များတွင် Adelaide ဘဲလေးတက်သည့်အနီရောင်သည်ဘဝ၏ရည်ရွယ်ချက်ကိုရှာဖွေရန်အကဖြစ်မှုတ်သွင်းခဲ့သည့်သူမသည်အချီနှောင်ခံထားရသူများအတွက်မျက်နှာပြင်ပေါ်တွင်အသက်ရှင်နေထိုင်ရန်အစီအစဉ်တစ်ခုကိုစတင်ရေးဆွဲခဲ့သည့်ဘဲလေးလေကားထစ်များအသုံးပြု၍အနီရောင်အခန်းကိုရွေလျားပြီးစပွဲကိုရှောင်းပါနှောင့်နှေးတွန်းပို့မှုများထို့နောက်သူမကိုလက်ထဲတွင်ကက်ကြေးဖြင့်ထိုးကာပါရိုက်သည့်သူမကိုဖဲချက်ကိုလွှတ်ချပစ်လိုက်သည့်အနီကကန်ထုတ်ပြီး Adelaide ကောင်းကိုထိုးဖို့ကြိုးစားသည်ဒါပေမဲ့သူမပြင်းပြင်းထန်ထန်ခုခံပြီးနောက်အနီရောင်ကသူ့ကိုမြေပြင်ပေါ်ပစ်ချလိုက်ပါတဲ့ Adelaide သည်ဖဲချက်ကိုထပ်မံဖမ်းပြီးအနီရောင်ကိုတိုက်ခိုက်နိုင်ခဲ့သည့်လွယ်လွယ်ကူကူပိတ်ဆို့တတ်သောသူမကိုကန်ကြောက်ပြီးအခန်းထဲကထွက်သွားသည့်အပူတပြင်း Adelaide သည်သူမအားဥမင်လိုင်းကောင်းအောက်သို့လိုက်ကသူမကိုစက်တိုက်ရန်စ조사နေသည့်အနီရောင်သည်မှုတ်တိုင်းကိုရှောင်တက်၏သူမကိုကက်ကြေးနှင့်ရန်ဖန်ရန်ခါဖြစ်တဲ့နောက်ဆုံးသောအနီရောင်သည်Adelaide ၏ဘိုက်ကိုဓားဖြင့်ထိုးကာအခြားအခန်းသို့ပျောက်သွားသည် Adelaide လည်းဝင်လာပြီးအနီရောင်ကသူမကိုအနောက်ကနေတိုက်ခိုက်ဖို့စ조사ရတာပေမဲ့ Adelaide ကအချိန်မီလှည့်လာပြီးဖဲချက်နဲ့ရိုက်တဲ့သူမသည်လက်နက်ကိုပြင်းပြင်းထန်ထန်တွန်းထုတ်လိုက်သည်ဒါပေမဲ့အနီရောင်ကအသက်ရှင်နေသေးပြီးတောင်တက်ဖို့စတင်နေပါပြီထို့နောက် Adelaide သည်သူမ၏လေပင်ကိုကျိုးသွားသည့်အထိအနီရောင်ကိုလေပင်ညှစ်သက်ရန်လက်ထိပ်ကိုအသုံးပြုသည်နောက်ဆုံးတော့သူမကိုတပ်ပစ်လိုက်တဲ့နောက်ပိုင်းတွင် Adelaide သည် Red E တော်များကိုယူကာဘီရိုတစ်ခုအတွင်းကြဆန်ကိုတွေးရှိခဲ့သည့်ဥမင်လိုင်းခေါင်းမှထွက်ကြသည်လူနာတင်ရင်ဖြင့်ထွက်ပြေးလွတ်မြောက်ရန်မိသားစုနှင့်ပြန်လည်ပေါင်းစည်းပါ Adelaide ကမောင်းထွက်သွားသလိုပဲအဆုံးတွင်သူမသည်အဖြစ်ပြက်ကိုအသေးစိတ်မှတ်မိလာသည့် Adelaide အတူသည်ကလေးသာရှိသည်သူမသေးမချင်းအစ်စ်အမှန်ကိုလေပင်ညှစ်ခဲ့သည့်ထို့နောက်သူမအားဥမင်လိုင်းခေါင်းထဲသို့ခေါ်ဆောင်ကာကတင်ပေါ်တွင်လက်ထိတ်ခတ်ထားသည့်မိန်းကလေး၏အဝတ်အစားအစ်စ်ကိုဝတ်ပြီးနောက်တာပုဂ္ဂလင်ဂျရာသည်မြေအောက်မှထွက်ပေါ်လာသည်ပြီးတော့ Adelaide ရဲ့နေရာကိုယူလိုက်တယ်ဒါကြောင့်အဖြစ်ပြက်ပြီးမှသူမစကားမပြောနိုင်ပဲပြန်လဲတင်ယူခဲ့ရပါတယ်နောက်ပြီးဘာကြောင့်အနီကစကားပြောနိုင်တဲ့တူလေးသောဒါပုတ်ကန်ဂျဖြစ်ခဲ့တာလဲကြဆန်တန်တရားဖြစ်เสียသူအမေကိုတန်တရားနဲ့ကြည့်ရတာပေမဲ့ Adelaide ကပြုံးယုံသားတစ်ချိန်တည်းမှာပင်နိုင်ငံတွင်းရှိဒေါပလော်ဂါများအားလုံးလက်ထဲတွင်ရှိနေကြသည့်ကြီးမားသောကွင်းဆက်တစ်ခုဖွဲ့စည်းထားသောကြောင့်2019ထိတ်လန့်လျှို့ဝှက်ဆန်းကျယ်စကားကိုအဆုံးသတ်သည့်နောက်ဗီဒီယိုမှာတွေ့မယ်နော်ကျေးဇူးအရန်တင်ပါတယ်